ဒီဗီဒီယိုမှာတော့ကျွန်တော်ကSun Plaza နဲ့ Cable Car Station ကြားမှာပေါ့နော်ထွင်းစီရတာလေးကိုရိုက်ပြတာပါဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်သွားတော့ကဗီဒီယိုမြက်ခဲ့ရတာပေါ့နော်ဒါကအပြန်လန်းရိုက်ပြတာဖြစ်ပါတယ်ဒါ Cable Car Station ပြီးတော့ Sun Plaza ကိုပြန်လာတဲ့တထားပေါ့နော်ပဲထားနှစ်တွဲရှိတာတောက်ရရှင်တော့ခြေဆုံးမှာနေမနေနောက်ဆုံးမှာနေပေါ့ဒါမှတထားလမ်းကြောင်းကိုပြရတာအဆင်ပြေမှာပေါ့နော်ဒါမှမဟုတ်မနဲ့အလဲမနေမယ်ဆိုရင်တော့ဘေးကရှုခင်းနေပဲကြားရတာမှာပေါ့ဒီဆိုရစားဆက်ထွက်လာပြီကြာချိန်က5မိနစ်ကျော်လောက်ပဲကြာတယ်ဗျကဲယထာစီးတာလေးကိုရှုမြင်ခန်းစားကြည့်ပါဦးယထာစီးရနေမလို့ဘေးပတ်ဝန်းကျင်ကိုကြည့်ရတော့ရှုခင်းရတော့စိမ့်ဆိုပြီးတော့တောင်တန်းကြီးလည်းမြင်ရတယ်တောင်တန်းတွေပေါ်မှာတိတ်နေကိုလည်းမြင်ရတယ်ပေါ့နော်ရှုခင်းရတော့ရင်သက်ရှုံမောပဲရပဲဗျကျွန်တော်တို့ရှိကကလောလိုမျိုးပေါ့နော်တောင်တန်းရံလေးပေါ်မှာဆောက်ထားတဲ့အိမ်တွေလည်းမြင်ရတယ်ပြီးရင်ဒီအလယ်နားတော့မှာပေါ့နော်ယထာအသွားပြန်ယထာရှောင်တဲ့နေရာရှိတယ်ဗျဒီနေရာလေးမှာပေါ့နော်ယထာ Sun Plaza ကနေပြီးတော့ Cable Car Station ကိုသွားတဲ့ယထာနဲ့ Cable Car Station ကနေ Sun Plaza ကိုလာတဲ့ယထာပေါ့နော်သူတို့အဲ့နေရာမှာရှောင်ကြတာ business တွေဒါတော့ Sun Plaza နားလေးကိုရောက်လာပြီပေါ့နော်
အခုဆိုစမ်တာဇာတဲ့ဝင်လာပြီးတော့နော်အားကြောင့်မလို့ကဆုံးမပြရင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်